မမေ့ဆွေသူတော်ကောင်းပေါင်းတို့ဗျာယခုအခါအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပါဠိတက္ကသိုလ်ကြီးဒုတိယပါမောက္ခချုပ်နှင့်သင်တန်းမှုဆရာတော်ဒေါက်တာရှင်နန္ဒကကြွားရောက်လာပြီဖြစ်ပါသောကြောင့်ဆရာတော်ကြီးဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစိတ်မာယီမှန်းလက်ဆယ်ပြာဥထိပ်ပန်းဖြင့်ဥသုံးငိမ်ချ၍ရှ िख ိုးကြောကြပါယံလေးမြတ်ရိုသေးစွာပန်ကြလျှောက်ထားအပ်ပါသည်ဗျာယနေ့သာသနာတော်နှစ်2568ခုမြန်မာတက္ကရာ1386ခုတပေါင်းလပြည့်ကျော်10ရက်ခရစ်နှစ်2025ခုနှစ်မတ်လ23ရက်တနင်္ဂနွေနေ့၌17ရက်မြောက်စတုနိကာယဒေသနာလေ့လာမှုသင်တန်းကိုနမောတတ3ကြိမ်ဖြင့်ဖွင့်လှစ်ပေးနိုင်ပါယံလေးမြတ်ရိုသေစာဖြင့်ခြေတော်ဥခိုက်တင်ပြလျှောက်ထားအပ်ပါသည်ဖေယနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတတနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတဇုနောပုရိသတောသာဝတိနိဒာနရာဂောရာဇပတိနတ္တိကောတရောယေနမောဒုရုပတံဂမိဥပတံဂမိတောဘဂဝန္တံပိဝတိတောဧကမမနိတိတိဧကမန္တန္တိတေလောကောရာဇပတိနတ္တိကောတရောဘဂဝန္တံဣဒတောသာကတိနုခောပန္တိပုရိသတ္တဓမ္မဣဇတံဥပ္ပိဇမာနာဥပ္ပိဇန္တိအာဟိတယဒုက္ခယအဖာဒုဝိဟာရယခါရမ၌ကောသလအရှင်မြတ်မြတ်စွာဘုရားနဲ့ရှင်းဆက်ပြီးတော့ဒီနေရာမှာထိုင်ပြီးမြတ်စွာဘုရားကိုဒီစကားကိုခြောက်ထားမင်းမြန်တယ်နော်တရားတော်ရဲ့ခန္ဓာကိုယ်ရဲ့အတွင်းမှာဘယ်လိုတရားမျိုးဖြစ်အစည်းအဝါမရှိဖို့ရာဆင်းရဲဖို့ရာချမ်းသာစွာမနေရဖို့ရဖြစ်တယ်လို့ရှောက်ထားတယ်အဲ့တော့အကြောင်းသုံးပါးကိုမြတ်စွာဘုရားပြောတယ်လောဘဆိုတဲ့အရာရဲ့ဒေါသအမျက်ထွက်မှုဒေါသဆိုတဲ့အရာမောဟဆိုတဲ့တရားရဲ့လောဘဒေါသမောဟတရားတွေခန္ဓာကိုယ်အတွင်းမှာရှိနေပြီဆိုရင်အဲ့ဒါခုနကအာဟိတဖြစ်မယ်ယုတ်သမင်မှာစင်းရဲမယ်ချမ်းချမ်းသာသာမဖြစ်ရဘူးဒီလိုမျိုးမိန့်တော်ဒောဘောဒောသောသမောဟသပုရိတံပါပစိတတဟိန္ဒန္တိအတ္တတံဘုဒ္ဓဒဇတာရံဝတံပလံနဲ့အခွန်လင်းအနှစ်ရှိသောဝါပင်ကျူပင်စာသောပင်ကိုမိမိရဲ့အသီးသည်ညှင်းဆဲဖြစ်စီတဲ့သို့မိမိရဲ့ကိုယ်တွင်း၌ဖြစ်ကုန်သောလောဘဒေါသမောဟတရားတို့သည်မကောင်းသောစိတ်ရှိသောတတ္တဝါကိုညှင်းဆဲဖြစ်စီတတ်၏ဝါပင်ဆိုတဲ့အမျိုးကလေဝါသီးလေးတွေတီးရင်အဲ့ဝါပင်ကတည်တော့တာအဲ့လိုပဲပေါ့ပေပင်ဆိုတာလည်းပေသီးတီးရင်တည်တာပဲငပြောပင်ဆိုတာလည်းပဲငပြောသီးငပြောကနေတီးပင်ခောက်ပြရတာတည်သွားတာပဲမြင်းလည်းဒီလိုပဲအဲ့ဒီလိုပဲနောက်တစ်ခုကကျူပင်နေရလဲအခြေလာလို့ရှိရင်အပင်ကြီးကြီးလွှားတာလည်းတွေ့တာအဲ့လိုမိမိရဲ့နှလုံးတန်တာလောဘရဲ့ဒေါသရဲ့မောဟရဲ့ဆိုတဲ့တရားဆို၃ပါးကြီးထွားလာပြီဆိုရင်ခုနအပင်နေလို့ပေါ့နော်အနှစ်သာရလည်းမရှိတော့ဘူးပုဂ္ဂိုလ်ကိုလည်းတတ်တည်ဖို့ဖြစ်တယ်ဘုရားမြတ်စွာဘုရားရှင်ဒီဝတ္တတကြီး
သူကဘုံကံတွေတကိုးတွေကြီးလာတဲ့ခါကျတော့အဲ့ကြီးလာတဲ့တကိုးတွေဘုံကံတွေကသူ့မှာကောင်းရကောင်းကြောင်းမဖြစ်ပဲနဲ့လောဘဒေါသမောဟတွေဖြစ်လာတယ်တော့နောက်ဆုံးတော့ရှင်ဒေဝတာကြီးရတယ်ဒုက္ခရောက်ရတာလေအဲ့ဒီလိုပဲလာဘတိကတော့တလောလာဘတက်ကတော့တိလောကဆိုတဲ့တရား၃ပါးအဲ့လောဘကိုလည်းဖြစ်စေတယ်ဒေါသကိုလည်းဖြစ်စေတယ်မောဟကိုလည်းဖြစ်စေတယ်ဒါကြောင့်အနှစ်သာရမရှိတဲ့ဝါပင်ကျူပင်တွေစသည်ဟာသူကကြီးဝါလာတယ်တိုးတက်လာဆိုပေမဲ့လည်းပဲကိုယ့်ဘဝကိုနစ်မွန်းဖို့ဖြစ်လာတာမျိုးလို့လေသောတရမျိုးဖြေပြတယ်ပြိတ္တတုတ်ကနောက်တစ်တုတ်ကစရမဏတုတ်သာဝတိတိတနာဧကမန္တနိတေနောခောသနာရာဇပရိနတိကောသရဘဂဝနိုင်တာဒောသအဋ္ဌိနိကောဗန္တိသတ္တတအညတ္တစရမဏတိနတိခောမာရာသဇာတတအညတ္တစရမဏယေပိတိမာရာသခတ္တိယမာတရအတ္တမာဒနာမာဘောဂဘဟုတဇာတရူပသစရာဘဟုတဝိတုပကရဏဘဟုတဒနာတညာတိနံပိဇာတနာနတိအညတ္တစရမဏယေပိတိမာရာသဗြဟ္မဏမဟာသာနာခတ္တိယမာတာရာယေပိတိမာရာသဘိက္ခုခိအရဏောခိနာတောဝုတိတဝန္တောကတကရဏီယဩဣဒဘာရဏအနုပ္ပတ္တတရထပရိက္ခိနာဘာဝဘဝတန်ယောဇနာသမ္မဒိညာဥမုဒ္ဒတိတံပါယကာယောဗေဒနာဓမ္မောနေခိဝရဓမ္မောတိဇိရန္တိဝေရာဇရထာသူစိတ်တအထောသတိရံပိစရံဥပေတိတရင်္စဓမ္မောနစရံဥပေတိတံတော်ဟဝေတပိဘဝေရယံတိကောသရမင်းကြီးပဲလျှောက်တာပါပြိလနေနေတော့သူကသေခြင်းမှလွတ်တာဆိုတာရှိလားပြိလနေနေသေခြင်းမှလွတ်ပါမလားပေါ့ပရိလနေနေလာတဲ့ပုဂ္ဂိုလ်ဟူသည်များဒီဗရမသေမင်းမှမလို့ဘူးအဲ့တော့မြတ်စွာဘုရားကဒီရှိတဲ့ဩဇာရှိတဲ့လူတွေပေါ့နော်တို့မို့ဗြဟ္မဏမဟာသာရပုံနာတတိတွေနောက်ခတ္တိယမဟာသာရဂါပတိမဟာသာရတကယ်ရိုးရိုးတတိကြီးတွေပေါ့အဲ့လိုမျိုးဘယ်သူမှသေပေးရတော့မဟုတ်မွေးတိုင်းသေမှာပဲနောက်ဆုံးယဟန္တာပုဂ္ဂိုလ်ပရိသတ်နေချင်းကိလေသာတို့မှာဝေးပြီးတော့ယဟန်ကျင့်လုံးပြီးတော့အချင်းရှိကုန်ပြီးတော့ပြည့်ဝပြီးတော့မဂ္ဂိသရှိတဲ့ရှားပြီးတော့ခန္ဓာဝင်ရှိကုန်တော့အစဉ်ရောက်ပြီးတော့မိမိအကျိုးဘဝတောင်းစဉ်ရှိကုန်တော့ကောင်းစွာသိကိလေသာမှာလွတ်ပြီးတော့အကျင့်ယဟန္တာပြီးကုန်တော့ယဟန်နေယဟန္တာပုဂ္ဂိုလ်တို့အာသမှာလည်းဤခန္ဓာကိုယ်သည်ပြည့်ရှင်းသဘောရှိပြည့်ရှာခြင်းသဘောရှိမိန်တော်မူပြီးတော့မုဒ္ဒမြတ်စွာကာရတပုတ်ကုဏတို့တော့စိရန္တိဝေရာဇရထာသူစိတ်တာအထောတိရံပိဇရံဥပေတိရွှေရင်ငွေနဲ့ကောင်းစွာအစွမ်းတရပြုတ်ထားတဲ့ရှင်ဘုရင်ရဲ့အသုံးဆောင်ယထာတွေသူတို့လည်းဆွေးမြေ့တတ်ကုန်၏ဒါအပြင်းမယုံမိမိတို့ရဲ့ရောက်ခန္ဓာကြီးကလည်းဆွေးမြေ့ခြင်းလို့ရောက်၏မဆွေးမြေ့တဲ့တရားဆိုလို့သူတော်ကောင်းတို့ရဲ့နိဗ္ဗာန်တရားတွေကဆွေးမြေ့ခြင်းလို့မရောက်သူတော်ကောင်းတို့ဒီစင်စစ်သူတော်ကောင်းတို့ကပြောကြကြကုန်ပြီအဲ့တော့သူတော်ကောင်းတရားပေါ့မဆွေးမြေ့တဲ့တရားတွေပွားများဖို့လိုတာပေါ့ဒါကောသလမင်းကိုနောက်တစ်ခါကောသလမင်းကပဲဘုရားကိုလျှောက်ထားတယ်ဣဒမရှံပန္နေရောကတတနောက်တစ်သုတ်ပေါ့နော်ပိယတော့ရောက်သွားတယ်ဣဒမရှံပန္နေရောကတတပရိတံယတာဧဝစေတသောပရိဝိတကောဥဒ္ဒပါပိဧတံနုဘောပိယောအတ္တကေတံအပိယောအတ္တတိတတမရှံပန္နေရောတိယေဇာခောကေစိကာယေနဒုစိတံသရန္တိဝါစာယဒုစိတံသရန္တိမနတဒုစိတံဒေတံအပိယောအတ္တကိဇာပိတေဧဝရေယောပိယောနောအတ္တတိအထာခောဒေတံအပိယောအထောတံကိတဟေတုယံယအပိယောအပိယတကရေယတံတေအတ္တနောအတ္တနောသုံးတိတဏမဒေတံအပိယောအတ္တယေဇာခောကေစိကာယေနသုစရိတာသရန္တိဝါစာယသုစရိတံသရန္တိမနတာသုစရိတံသရန္တိဧတံပိယောအထာကိစ္စပိတေဝရိယောအပိယောနောအတ္တာတိအထာခောတိတံပိယောအတ္တာအဲ့လိုမျိုးပေါ့ကောသလမင်းကဘုရားကိုလျှောက်တယ်
အဘယ်သူတွေကတဲ့စိတ်ညစ်ရမှာပေါ့နော်သူတွေးခေါ်မိတယ်တဲ့တယောက်တည်းနေပြီးတဲ့အခါဒီလိုတွေးမိပါတယ်တဲ့ဘယ်လိုလူတွေကမိမိကိုမချစ်အပ်တယ်မြည်တယ်နီးလို့ကိုယ့်ကိုယ်မချစ်တဲ့လူတွေကဘယ်လိုလူစားတွေလဲအဲ့မှာသူကတွေးကြည့်တာမကောင်းတဲ့အကျင့်ဖြစ်တဲ့ကာယဒုစရိုက်3ပါးဝစီဒုစရိုက်4ပါးမနောဒုစရိုက်3ပါးဒုစရိုက်10ပါးပေါ့နော်အဲ့ဒီဒုစရိုက်10ပါးကိုကျင့်နေတဲ့လူတွေမကောင်းတာလုပ်နေတဲ့လူတွေပေါ့ထိုသူတို့သည်မိမိကိုယ်ချစ်အပ်သည်မမီတဲ့ဟောကိုယ့်ကိုယ်ချစ်ရမရဘူးဒုစရိုက်မှုတွေနဲ့အချိန်ကုန်နေတဲ့လူကကိုယ့်ကိုယ်ချစ်ရမရဘူးထိုသူတို့ကတဲ့ဘယ်လိုပြောမလဲငါတို့ဒီမိမိကိုချစ်တယ်လို့ဆိုအကယ်၍အဲ့လိုလူတွေကဒုစရိုက်သမားတွေကပြောဆိုသေးကမူတဲ့ထို့သောပင်ဆိုဝန်တော်လဲထိုသူတို့ဒီမိမိကိုမချစ်အပ်သည်မိကုန်၏ဘာဖြစ်လို့အဲ့လိုဖြစ်ရတာလဲမချစ်သောသူသည်မချစ်အပ်သောသူ၏အကျိုးငါပြုလို့အပ်သောအမှုမျိုးကိုမိမိအကျိုးငါကိုယ်တိုင်ပင်ပြုလို့ကုန်ကြသောကြောင့်ထို့ကြောင့်ထိုသူတို့သည်မိမိကိုမချစ်အပ်သည်မိကုန်၏ကာယတုစရဝိတုစရမနောတုစရဆိုတဲ့တုစရ10ပါးတရားတွေကိုပြုကျင့်တဲ့ပုဂ္ဂိုလ်တွေဘယ်သူမှဆိုပေါ့နော်မိမိကိုမချစ်ဘူးဆိုပေမဲ့သူတို့မိမိကိုမချစ်ဘူးလို့အကယ်၍ဆိုကြစေကမူအဲ့ဒီပုဂ္ဂိုလ်တွေကကိုယ့်ကိုယ်ချစ်တဲ့လူတွေပဲတဲ့ဘာကြောင့်ချစ်တော်သူတို့ချစ်ရသောသူတို့ရဲ့အကျိုးသူ၏အကျိုးငါပြုလို့အပ်သောအမှုမျိုးကိုမိမိအကျိုးငါကိုယ်တိုင်ပင်ပြုလို့ကုန်သောကြောင့်ဒီသူတစ်ပါးရဲ့အကောင်းကျိုးကိုဆောင်ရွက်တဲ့လူတွေကဘယ်တော့ဖြစ်ဖြစ်မိမိအကောင်းကျိုးလဲဆောင်ရွက်မှာပဲတဲ့ဒါကြောင့်မလို့ဖြစ်ပါအဲ့တော့မင်းကြီးကဘုရားကိုလျှောက်တာသူ့အတွေးလေးကိုလျှောက်တာဘုရားโอเคမှန်တယ်ပေါ့နော်ရှင်မင်းကြီးပြောတဲ့အတိုင်းမှန်ပါတယ်တဲ့မှန်တယ်ပေါ့မှန်တဲ့အောင်ပြန်ပြောပြတာကောင်းလို့ဘုရားမြတ်စွာမှန်ကန်ကြောင်းထောက်ခံတာထောက်ခံပြီးတော့အနန္တစေပိယစညာနာနံပါပေနသံယုစေနာဟိတံသူလဘဟောတိဒုက္ခံဒုက္ခရကာရိနာမိမိကိုယ်ကိုချစ်ခင်အဲ့လိုတကယ်၍သိထားတယ်ဆိုမိမိကိုယ်ကိုမကောင်းမှုနဲ့မလုပ်နဲ့မှန်ပါတယ်မကောင်းမှုကိုပြုလို့ကြတော့ဒီထိုချမ်းသာကိုရလွယ်သည်မဖြစ်တဲ့အန္တကေနာတိပါဏတဇာတောမနုတံဘဝံကိဉ္စိတတတကံဟောတိတေယ္စအာရယကိစ္စတိတေမနေရတော့တေရမဲ့လူတွေပေါ့နော်သူတို့ရဲ့ကိုယ်ပိုင်ဥစ္စာပါလေဘာကိုယူသွားမလဲအရိတ်ကအစင်လိုက်တဲ့လိုဘယ်လိုအစင်လိုက်မလဲကိဉ္စတအနုကံဟောတိဆရာဝါနာဥဘောပုံညင်းစာပါမေစာယံပိသောပုရုတေဣဒတန်ကြီးတတ္တတကံဟောတိတင်္စအာရယကိတိတင်္စအနုကံဟောတိဆရာဝနာပါဠိလီတသမဂရိယကလျာဏနိစယံတမ္ပရာတမ္ပရာယိကပုံညာတိပရောတာပရလောကသမေပိဋ္ဌောင်နိပန္နိနံမတော့ဘာတွေပါသွားမှာလဲဘာတွေအရေးပြမှာလိုက်သွားမှာလဲဆိုတော့ကောင်းမှုနဲ့မကောင်းမှုဒီနှစ်ခုလုံးလိုက်သွားမှာပေါ့နော်ကိုယ်တည်တော့ကကိုယ်နောက်ကိုပါကိုယ်နောက်ကိုကဘာများပါမှာပစ္စည်းဝတ္ထုတစ်ခုမပါကိုပြုညကံကားသူတို့ပါဆိုတဲ့မှာကိုပြုတဲ့ကုသိုလ်ကံစေတနာတွေကိုပြုတဲ့အကုသိုလ်ကံစေတနာတွေဒါပဲသိချင်တဲ့ပါသွားမှာဖြစ်တဲ့အတွက်ဒီလိုမျိုးကိုမျက်စာခုနပြောလို့သူစရိုက်တွေနဲ့အချိန်ကုန်မဲနဲ့သူစရိုက်တွေကိုပွားစီလို့လိုတယ်ပေါ့နော်ကောသလမမေးပြီးဖြေတဲ့နောက်တစ်ခုကအတ္တရခိတဘုတဲ့သာဝတိယနိဒနာဧကမန္တတိတေနောဂောရသပတိနိကောသလပဂုဏိဒောသဣဒမသံပနေရောကတတပရိတံကိနတာဧဝစိတသောပရိဝိတေကောဥတ္တပါတိကေတံနုခောရခိတောအတ္တကေတံအရခိတောအတ္တခုနပိယဖြစ်ခဲ့မိမိကိုဘယ်သူကချစ်တယ်လဲမရှိဘူးလဲလို့ပြောဒါကကြတော့မိမိကိုဘယ်သူကစောင့်ရှောက်တယ်မိမိကိုဘယ်သူကမစောင့်ရှောက်ဘူးလဲအဲ့တော့ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့ဒုစရိုက်10ပါးနဲ့နေတဲ့ပုဂ္ဂိုလ်ဟာမိမိကိုမစောင့်ရှောက်တဲ့လူတွေပဲဒုစရိုက်ရှိတဲ့လူတွေမိမိကို
မဆောင်ရှောက်တဲ့လူတွေပဲနော်ထိုသူတို့ကိုစင်ပေါင်းသည့်အကယ်၍ဆောင်ကြောင်ညာမြင်းပေါင်းအကယ်၍ဆောင်ကြောင်ညာယထာပေါင်းသည့်ကယ်ဆောင်ကြောင်ညာခြေရင်သူရဲကောင်းပေါင်းသည့်ကယ်ဆောင်ကြောင်ညာထိုတို့မျိုးဆောင်ကြောက်တော်လဲထိုသူတို့သည်မိမိကိုယ်ဆောင်ကြောက်သူလည်းမြင်အပနေပြီးတော့အဆောင်နေပေါ့နော်ကိုရံတော်တွေပေါ့ရှင်နေလည်းဖြစ်ဖြစ်မဲ့မြင်းနေလည်းဖြစ်ဖြစ်မဲ့ယထာတွေလည်းစစ်တီတွေလည်းဖြစ်ဖြစ်မဲ့ဆောင်ကြောက်ဆောင်ကြောက်တယ်တကယ်ဆောင်ကြောက်တာမဟုတ်ပါဘူးတဲ့မိမိကိုဆောင်ကြောက်တာဘာလို့စောင့်ရှောက်တယ်လဲဆိုတော့ကာယသူစရဝစီသူစရမနောသူစရအဲ့ဒါတွေမှာမိမိကိုစောင့်ရှောက်တာမြည်တယ်တဲ့ဒါကောသလမြေလျှောက်တာပေါ့နော်အဲ့ဒါကာယေနသံဝရောသာဓုသာဓုဝါစာသံဝရောမနတသံဝရောသာဓုသာဓုတပ္ပတသံဝရောတပ္ပတသံမူတော်လိစီတဲ့ခိတော်ဒီပဝစီအခုတော့ဘသူကကိုယ်ချစ်လဲဆိုရင်ကာယသူစရဝစီသူစရမနောသူစရတို့ကကိုယ့်ကိုချစ်ဆုံးလို့ပြောတယ်ဒီတခါကျတော့ကိုယ့်ကိုယ်ကိုဘသူကစောင့်ရှောက်တယ်ဆိုတော့ပါဠိစကားလုံးလေးကွဲသွားတာရခိတဆိုသုံးထားတာအဲ့ဒီလိုပဲကာယသူစရဝစီသူစရမနောသူစရရှိတဲ့လူကမိမိကိုတကယ်စောင့်ရှောက်တယ်ပြီးတယ်ဟိုပြင်ပစောင့်ရှောက်တယ်ပြီးတယ်ကိုယ်ကိုမြင်းနေတဲ့စောင့်ရှောက်ထားတယ်ဆင်းရဲနဲ့စောင့်ရှောက်ထားတယ်ယထာတွေလည်းစောင့်ရှောက်ထားတယ်ခုကဆိုလေနေမောတွေပါတယ်ဒုံကြီးတွေဒါတွေနဲ့စောင့်ရှောက်ထားတယ်လည်းပဲအဲ့ဒါတွေစောင့်ရှောက်တာအစမဟုတ်ဘူးမိမိကိုဟိုသူ့စရိုက်တွေလုံးဝစောင့်ရှောက်တော့အာနာလေးရတော့ဒါကဘာဟောလိုက်လဲဆိုတော့ကိုဖြင့်စောင့်ခြင်းဒီစောင့်စည်းခြင်းဒီကောင်း၏နှုတ်ဖြင့်စောင့်စည်းခြင်းဒီကောင်း၏စိတ်ဖြင့်စောင့်စည်းခြင်းဒီကောင်း၏အလုံးစုံလုံး၌စောင့်စည်းခြင်းဒီကောင်း၏အလုံးစုံလုံး၌စောင့်စည်းသောချက်ချင်းကြည့်တော်သူမိမိကိုယ်ကိုစောင့်ရှောက်တော်သူတွေသိရ၏တဲ့နော်မိမိကိုစောင့်ရှောက်မယ်နောက်တစ်ခုကအပကတုတ်သောတရမင်းကြီးပဲဣဒမဇံဗန္နေရောကရတပရိတံညတဧဝစိရတောပရိဝိတကောဥဒ္ဓပါတိအပကတိတတ္တလောကသမိယေဥလာရိဘောဂေလပိတ္တဝနာစေဝမစ္ဆန္တိနာသပမစ္ဆန္တိနာသကာမေတုဂေရံအပိစ္ဆန္တိနာသတတ္တေတုဝိပရိပိစ္ဆန္တိအရာကောဣတိဝဘုရားတတ္တလောကသမိယေဥလာရိဘောဂေလပိတ္တမစ္ဆန္တိစေဝပမစ္ဆန္တိသကာမေတုသဂေရံအပိစ္ဆန္တိတတ္တေတုသဝိပိစ္ဆန္တိတိအဲ့တော့ကောသလမင်းရတခါလျှောက်ပြန်ဒီပြီးတော့တယောက်တည်းနေတော့ဒီလိုတွေးမိပြန်တဲ့သရဝါတို့သည်သူစိတ်ကြံစီလေးလျှောက်တာအကျဉ်သရဝါတို့သည်မြတ်ကုံများကုန်သောစည်းစိမ်တို့ကိုရကုန်၍ရည်လည်းမရည်ကုန်ရည်လည်းမရည်ကုန်မေလည်းမမေကုန်ကာမဂုဏ်တို့၌ကမ်းမဲ့ခြင်းကိုလည်းမရောက်ကုန်တတ္တဝါတို့၌ဖောက်ပြန်၍လည်းမကျင့်ကုန်ထိုတတ္တဝါတို့သည်လောက၌နေကုန်၏စင်စစ်တော်ကမြတ်ကုံများကုန်သောစည်းစိမ်ဥစ္စာကိုရကုန်၍ရည်လည်းရည်ကြကုန်၏မေလည်းမေကြကုန်၏ကာမဂုဏ်၌တတ်မဲ့ခြင်းတို့လည်းရောက်ကြကုန်၏တတ္တဝါတို့၌ဖောက်ပြန်၍တင့်ကြကုန်ထိုတတ္တဝါတို့သည်လောက၌အလွန်များကုန်ဟုအကျဉ်းဖြစ်ပေါ်ပါ၏ဒါတွေပေါ့နော်ချမ်းသာတောင်မခံနိုင်ဘူးဆင်းရဲတော့နည်းနည်းလေးဆင်းရဲတဲ့တောင်လိတ်ခံခံနိုင်သေးတယ်ချမ်းသာတောင်ရောက်လာပြီဆိုတော့ရောက်ကြမောက်ကိုချပြီးတဲ့ခါကျတော့ယာဘူးကိုအာနာကိုဘာကုန်ညာကုန်ဒါတွေကလည်းဒီဘင်းကြီးပြောသလိုပါပဲအလုံးကိုများတာရင်မှုတတ်မေလည်းမေလျော့တတ်တယ်ကာမဂုဏ်တတ်မဲ့ရှင်တွေရောက်တယ်သရဝါတွေလည်းဖောက်ပြန်ကျင့်တယ်ဒီလေးချက်ပေါ့အဲ့လိုပုံပုံများတာနော်ဒီသဘာဝတရားတွေနဲ့ကြုံလာရရင်လောကရန်ကြုံမဖြုံနှမ်းပေါ့မတုံလုံးဆမ်းတဲ့စိတ်ခံစီဆိုတဲ့သူကမရှိတော့ရှားတယ်တဲ့နော်ဒါကြောင့်မလို့မြတ်စွာဘုရားကအနည်းမြောက်ချိန်မြတ်ပါနော်တာရတကာမဘောဂေတုခိတ္တကာမေတုမုတ်စီတာတိတာရဏပုဂ္ဂံတိမိဂကုတံဝအောဋ္ဌိတံပစ္ဆာတံကရုကံဟောတုဝိပါကောခိတ္တပပကောအကျဉ်သူတို့သည်ကာမဂုဏ်စည်းစိမ်တို့၌အလွန်တတ်မဲ့ကုန်သည်ကာမဂုဏ်တို့၌မဲ့မဲ့ကုန်သည်
တွေဝေမိန်မောကုန်သည်ဖြစ်၍သာသမင်တို့သည်ထောင်ထားသောထောင်းကြောင့်ကြော်ကွင်းကိုမတိကုန်တဲ့ကဲ့သို့မိမိကျူးလွန်မှုကိုမတိကုန်၏ထိုသူတို့အနောင်ခန္ဓာခါဆတ်သောအကျိုးကိုဖြစ်စေထိုသူတို့ဟာရုပ်ဉာဏ်သောအကျိုးသာဖြစ်တယ်လို့ဘုရားကမိန့်နေအဲ့ဒါဘာနဲ့တူတော့ဆိုတော့သားတွေတမင်တွေကိုတော့ကြော်ကွင်းနဲ့ထောင်တဲ့အခါကျတော့ရှေ့ရနေသူတို့ကြိုက်တဲ့အစာလေးထားတော့မိတာပေါ့နော်ငါးများတဲ့အခါလဲသိတယ်မို့လားငါးတွေစားတော့ကြိုက်တဲ့တီကောင်းတော့ဘာလို့လဲဒါမျိုးများတော့ငါးတွေလည်းတွားတာအဲ့လိုပဲတဲ့လူတွေကိုရမှုစေတတ်တဲ့လူတွေကိုမေ့လျော့စေတတ်တဲ့ကာမဂုဏ်ဆိုတဲ့တတ်မချုံဖြစ်စေတတ်တဲ့တရားတွေမှာဖောက်ပြန်ပြီးကျင့်တဲ့တရားတွေပါရလဲဆိုတော့ချမ်းသာလာဆိုရင်အဲ့လိုဖြစ်တယ်တရားတွေလိုဖြစ်တတ်တယ်ဒါပေမဲ့အဲ့ဒီဟာမသက်သာဘူးတဲ့မိသွားလို့ရှိရင်လေကိုလွန်ကျူးမှလည်းမသိဘူးအဲ့ဒါကနောင်ခါကျတော့သူတို့ကဒုက္ခတွေရောက်တော့အကျိုးတရားလည်းဘာမှမဖြစ်ရုံညံ့တဲ့အကျိုးတရားတွေဖြစ်ထွန်းပါလေဒါကြောင့်မို့လို့သတိထားမယ့်အရာတွေပေါ့နော်သာရတကာမဘောဂေတုခိတာကာမေတုမௌစိတာအတိတရဏပုဇံဒီမိဂကုရံဝဩဋ္ဌိတံပိဇာတံကုတုကံဟောတုဝိဘာဂောဟိတပါဝကောလို့မြတ်စွာဘုရားမိန့်တယ်နောက်တစ်သုတ်ကအတ္တကရဏသုတ်အတ္တကရဏသုတ်ကပါလေလို့သာဝတိနိဒာနာဧကမန္တနိဒိနောခောရာဇာပတ္တိနတိကောသလဘဂဝန္နိုင်တာဒောသာဣဒံဗန္တိအတ္တကရဏိနိဒာနောပတ္တမိခတ္တိယမဟာသာလေပိယမနမဟာသာလေပိဂါပတိမဟာသာလေပိအတ္တိမဟာတနေမဟာဘောဂေပုဒ္ဒသတ္တရူပရစတိဘူပဝိတုပကရဏိဘုဒ္ဓဒနာတိညေကာမဟေတုကာမတိဒနာကာမတိကရဏံသမ္ပဇာနာမုဒ္ဒပါဒံတေတတ္တမဇံဧတသောတိအလန္တနိမေအတ္တကရဏေနပတ္တဘုဂောတာနိအတ္တကရေနပညာယေတတိအကောသလမင်းရှင်ဒီလိုရှင်ဘုရားရဲ့တရားဆုံးဖြတ်ရရနေသောကျွန်ုပ်သည်တရားသူကြီးနေရာမှာနေတဲ့ကျွန်ုပ်သည်ကျွယ်ဝကုန်သောများသောဥစ္စာရှိကုန်သောများသောစည်းစိမ်ရှိကုန်သောများသောရွှေတွေငွေတွေရှိကုန်သောများသောအသုံးဆောင်စာအုပ်တွေရှိကုန်သောများသောဥစ္စာစဘာတွေရှိကုန်သောကာမဟုသောအကြောင်းရင်းကြောင့်ကာမဟုသောထောက်ပံ့ကြောင့်ကာမဟုသောအကြောင်းကံကြောင့်တိလျက်မမှန်သောစကားကိုဆိုကုန်သောခတ္တိယမဟာသာရမင်းမျိုးတို့ကို၎င်းယမနာဘာသာလာပုံနာမျိုးတို့ကို၎င်းကာပတိမဟာသာလာတကြွယ်မျိုးတို့ကို၎င်းတွေ့မြင်ရပါ၏ရှင်ဖေယထိုကျွန်တော်ကငါသည်ယခုကနဲ့တရားဆုံးဖြတ်တဲ့ပြင်အကျိုးမရှိကောင်းသောမျက်နှာရှိသောဝိတုပသည်ယခုကနဲ့တရားဆုံးဖြတ်ခြင်းဖြင့်သင်ကြားသောအကျံဖြစ်ပါသည်လျှောက်တယ်မှန်တယ်မင်းကြီးတဲ့အဲ့လိုပဲကြွယ်ဝတဲ့ဆိုတဲ့လူတွေဥစ္စာတွေပေါ်ပါတယ်ဆိုတဲ့လူတွေများပါစည်းစိမ်တွေများပါတယ်ဆိုတဲ့လူတွေရွှေငွေတွေပေါ်တယ်ဆိုတဲ့လူတွေအသုံးဆောင်အစာအုပ်တွေပြည့်စုံပါစေပြည့်စုံတယ်ဆိုတဲ့လူတွေဥစ္စာစပါးတွေများတဲ့လူတွေအဲ့လိုလူတွေကဘယ်သူတွေလဲခတ္တိယမဟာသနာယမနာမဟာသနာအဂါပတိမဟာသနာဆိုတဲ့ရှင်ဘုရင်တထေပုံနာတထေတရွယ်တထေကာမဂုဏ်တွေဟူသောအကြောင်းရင်းကြောင့်ထောက်ပံ့ကြောင့်အကြောင်းခံကြောင့်အဲ့ဒီလိုကိုသိပြီးတော့မူသားစကားပြောဆိုတာမူသားစကားပြောတော့အကုန်လုံးကိုယ့်ရဲ့သိက္ခာတွေကြားကြမှာနော်သူတို့ဘဝမှာစီးပွားလည်းမရှိဘူးစင်ရဲတွေဖြစ်ကုန်တယ်မိန်တော်အကျဉ်သူတို့သည်ကာမဂုဏ်စည်းစိမ်တို့၌အလွန်တတ်မဲ့ကုန်သည်ကာမဂုဏ်တို့၌မဲ့မောကုန်သည်သူမိမောကုန်သည်ဖြင့်ငါတို့သည်ထောင်ထားသောမြုံကိုမသိကုန်တဲ့ကဲ့သို့မိမိတို့ကြိုးမကြိုးမသိကုန်တို့သူတို့ခါဆက်သောအကျိုးကိုဖြစ်စေမှန်တို့သူရုံညံ့သောအကျိုးသာဖြစ်စေနော်ဒါကြောင့်သူတော်မှတရားစီရင်စိတ်မရှိဘူးသူ့ရဲ့သားကဝိတုပါကိုတရားစီရင်စေခြင်းလည်းဒီနေ့ကဘာလို့လဲဆိုတော့ခုနကလူပေါ့နော်သူကသူပြည့်စုံတဲ့ဆိုတဲ့လူတွေကတရားရုံးကိုရောက်တဲ့အခါခုနကမမှန်ကန်တဲ့စကားကိုပြောဆိုသူကသူကမမှန်ကန်တဲ့စကားပြောဆိုတယ်မထင်ဘူးဒါပေမဲ့လုပ်ငန်းသဘောတရားမမှန်ကန်တာတွေဖြစ်နေတယ်အဲ့ဒါဘာကြောင့်လဲလို့ဆိုတော့
လိုချင်လို့အာကြည့်လို့ပဲတဲ့နော်လိုချင်လို့အာကြည့်တဲ့ခါကျရင်တရားတစ်ပေါင်းတွေဖြစ်တဲ့အခါတွေအများကြီးဖြစ်ရတယ်အေးအဲ့ဒါတွေကသတိထားနော်နောက်မန္လိကတော့တနေ့တနေ့ကောသလမင်းကြီးသူ့ရဲ့မိဖုရားဖြစ်တဲ့မန္လိကနဲ့ကြက်တတ်ထိတ်မှနေတယ်အရာကောရာသာပတိနိကောသလမန္လိကပြင်မယ်ဣတတော်သာမန္လိကမိဖုရားကြီးကိုပြောတယ်သူ့တက်ပို့ပြီးတော့ရှစ်တဲ့တခြားတစ်စုံတစ်ယောက်တော့သူရှိလာသူ့တက်ပို့ရှင်းရမယ်ရှိလာရှိဘူးတဲ့ကျွန်တော်ကမိမိတက်ပို့ရှင်းရတော့မိမိတက်ပို့ရှင်းတော့သူမရှိဘူးလို့သူမိဖုရားရဖြေတယ်အဲ့တော့သူမင်းကြီးကိုလည်းပြန်မေးတော့ရှင်ဘင်းကြီးတဲ့တင့်အားမူလဲမိမိတက်ပို့ရှင်းရတော့အစားတော်လို့ရှိပါတော့သူကလည်းမရှိဘူးလို့အဲ့လိုပြောအဲ့ဒါသူတို့ရဲ့အဖြေစကားကိုအတီးပြုတ်ကျင်တဲ့အဲ့ဒီပြတ်သားကလည်းဆင်းပြီးတော့ဘယင်ကြီးနဲ့မိဖုရားကြီးကတရားထိုင်ဆင်းဆက်ပြီးတော့အရှင်ဘုရားသူခုနအကြောင်းကိုပြန်ပြောတာပါနော်သူတို့မိဖုရားကြီးနဲ့ဘယင်ကြီးပေါ့အမေးဖြေကိုပြန်ပြီးလျှောက်ထားတယ်အဲ့ဒီအမေးဖြေဘယ်လိုလဲပေါ့နော်အဲ့တော့လျှောက်တယ်တဲ့အဲ့မြတ်စွာဘုရားဗာမိတ်လို့ဆိုတာသဗ္ဗအတိတာအနုပရိကမစိတ္တတာနေဝဇဂပိယတရမတ္တနာကွာစီဧဝံပိယောပုရုအတ္တပရိသံတတမနာနေနေပရမတ္တကာမောဘုရားမိတ်အလုံးစုံသောအရာမျက်နာကိုစိတ်ဖြင့်အစဉ်လဲလဲခြားပွေးသွားလာတော့လဲတုံတုံကုသောရနဲ့မိမိတဲ့ပူရရှေ့ရသောသူမရနိုင်မိမိသည်မိမိကိုအခြေဆုံးဤသူပင်များစွာကုန်သောခြားသူတို့သည်လည်းမိမိကိုယ်သာရှေ့ရကိုဘယ်သူမဆိုမိမိကိုချစ်ခဲ့ဆုံးမယ်ထို့ကြောင့်အကျိုးစီးပွားကိုလိုရှိသောသူသည်မိမိသူတစ်ပါးကိုမငြင်းဆဲရမိမိကိုရှင်းမိမိကိုလည်းမငြင်းဆဲနဲ့သူတစ်ပါးကိုလည်းမငြင်းဆဲနဲ့အနန္တရေပိယစဉ္ညာရခေယတံသူရခိတံဒိဋ္ဌမညတယမံပရိစ္ဆေခေယပန္တိတောအနန္တစေပိယစဉ္ညာမိမိကိုတကယ်ရှိတယ်လို့ခံစားမိလို့ရှိရင်ရခေယတံသူရခိတံအကြောင်းတရားမဆောင်းပါဘူးကောင်းစွာဆောင်းရှောက်သည်မိလောက်အောင်ကောင်းစွာမသွေးဆောင်းရှောက်ပြရ၏အကောင်းဆုံးပြုလို့ပါကိုယ်ကိုဆောင်းရှောက်တာဒိဋ္ဌမညတယမံပရိစ္ဆေကေယပန္တိတောအဲ့လိုမိမိကိုဆောင်းရှောက်မယ်ဆိုရင်ဘယ်အချိန်မှာဆောင်းရှောက်မှာမိမိကိုပထမအရွယ်မှာဆောင်းရှောက်မှာလားဒုတိယအရွယ်မှာဆောင်းရှောက်မှာလားတတိယအရွယ်မှာဆောင်းရှောက်မှာလားတိတဲ့အချိန်ဆောင်းရှောက်ပါဗျာတကယ်ချို့လူကပထမအရွယ်မှာဆောင်းရှောက်နိုင်မှုမူတော့မိုက်တော့မဲတော့ပထမရွယ်ကုံသွားရောဒုတိယရွယ်ရောက်လာရော50လောက်ရှိနေမှာပေါ့ဒုတိယရွယ်လည်းတိတ်မဟုတ်သေးဘူးမိုက်တော့မူတော့မဲတော့တတိယရွယ်ရောက်လာပြီ50ကျော်60သွားပေါ့ဒီတဲ့အထိပေါ့အဲ့ဒါမှသိရင်ကိုမီတဲ့အချိန်မှာဆောင်းရှောက်မှာပေါ့မမီတဲ့အချိန်ပဲနဲ့အဲ့ဒါကြောင့်အတ္တနေစေပိယစဉ္ညာရခေယနံသူရခိတံဒိဉ္ညမယတယမံပရိစ္ဆေကိယပန္တိတောအခုနဘေကြီးနဲ့ဘေမိုင်းနဲ့ဒီလိုပဲလေမိမိတဲ့ပို့ရှဲရတဲ့ရှိသလားတဲ့သူကဆိုအပြန်လည်းမေးကြတယ်မရှိဘူးဆိုတဲ့အပြေအတွက်တော့သူတို့အပြေမှန်သလားမှားသလားဘုရားထံသွားပြီးတော့မြတ်စွာဘုရားကအတည်ပြုပေးလိုက်တယ်အလုံးစုံသောရမျက်နှာတို့စိတ်ဖြင့်အစဉ်လဲလဲချဖို့သွားလာတော့တဲ့တစုံတစ်ခုသောရနဲ့မိမိတဲ့ပို့ရရှဲရတော့သူမရနိုင်ဘူးမတွေ့နိုင်ဘူးများစွာကုန်သောလူတွေဒီလိုပါပဲမိမိကိုယ်သာရှဲရတယ်ဒါကြောင့်အကျိုးစီးပွားကိုအလိုရှိသောသူတစ်ပါးကိုမငြင်းဆဲရမြတ်စွာဘုရားအဲ့လိုမိန့်လိုက်တယ်နောက်ယဉ်ညတော့သာဝတိနိဒနာတိနကောမနာတိပိနာစေညောပတိနတိကောသလတာပြမယညောပိသောပတ္တိတော်ဟောတိပင်စဥဒ္ဒဗကတာအန္တိပင်စဝုဇ္ဇတရတရာတိပင်စဝုဇ္ဇတရိတရာတိသပင်စအဇတရာနိသအဇတရာနိပင်စသာဥရဘတရာနိထုနုပဏိတာနိဟွန်တိပိညညထာယ
ယေပိတ္တာတေဟွန်တိသာသာတိဝါပိတ္တာတိဝါကာမကရာတိဝါတေပိဒန္တာတိစိတာဘယတိစိတာအတုမကရုဒမာနာပရိကမာနိကလွန်တိရစ်ပူဇော်ဒါတော့ရေညောက်ရဇရစုရစ်လို့ခေါ်ရေညရဇလာတော့သူရစ်ပူဇော်တော့ရစ်ပူဇော်ဆိုတော့ဒီဗုဒ္ဓဘာသာလို့ဒါနပြုတာပါဒါနပြုတော့ဘာလို့ဆိုတော့နွား900တို့လားနထီ900နမ900စိတ်900သုံး900အာညာတိုင်းနေထုံပြီးတော့ယောက်ျား900မိန်းမ900စေပတ်900ဒုသမ900ဒါတွေကိုရစ်ပူဇော်မှာများသောရဟန်းတွေနေပြီးတော့တပိတ်တင်ကနေပြည့်စုံပြီးတော့တော့ပါကြအဲ့ပြီးတော့ပြန်လာကြတယ်ဘုရားနာထိုင်ပြီးမြတ်စွာဘုရားဒီလိုမျိုးလျှောက်တယ်ပေါ့နော်ရင်ပူဇော်ကြီးဒီဟာမျိုးတွေနဲ့ပူဇော်မှာဆိုတော့လူတွေငိုကြယူကြတဲ့အကြောင်းတွေပြောတော့မြတ်စွာဘုရားသိတယ်ပေါ့ဟာရာရွတ်တယ်အတ္တမေဒယိပုရိသမေဒယိသမ္မာပါဒယိဝါဇပေယယနိရကယုဆိုပြုတ်ွယ်ရည်ကြီးတွေရှိတယ်ရည်ကြီးတို့အကျိုးမရှိဘူးရည်ကြီးဆိုတာကတော့ဒါနကြီးပါအလှကြီးခေါ်တာအဲ့ဒီအလှပွဲကြီးတွေမှာရည်ကြီးတွေကျတော့စိတ်တွေပုံများတယ်နွားတွေပုံများတယ်သွားတွေတိုးတွေပုံများတယ်တိုက်ရအဲ့လိုလုပ်ငန်းမျိုးကိုယဟန္တာပုဂ္ဂိုလ်တွေမလုပ်ဘူးဘာလို့သူများတတ်တဲ့လူတွေကလောက်တာဟိုးတာလေအဲ့တော့သူတို့ဘာရဲ့ဟိုတပ်ပြမှုမျိုးစမှုတော့အဲ့ဒါအခါကတဲ့မျိုးဆိုတဲ့လူကိုပူတော်တယ်ဤသို့သောသူပြောသောစိတ်တွေနွားတွေတိုးတွေမလောက်ကြဘူးပေါ့နော်အဲ့ဒီပညာရှိတို့သည်ထိုရစ်ကိုပူဇော်ရာထိုရစ်သည်ကြီးမြတ်သောအကျိုးရှိထိုရစ်ပူဇော်သောမြင့်မြတ်သောပူဇော်ယုံညံ့မှုမဖြစ်ရစ်သည်ပြန်ပြောရင်နတ်တို့သည်ကြီးညိုကုန်လို့မိန်တော်တယ်အဲ့ဒါပါလဲလို့ဆိုတော့အခုခေတ်မွတ်စလင်တွေပါတယ်လည်းပဲသူ့ရဲ့ရစ်ပူဇော်တဲ့လားတော်သင်းလားပါဖြစ်မှာအဲ့ဒီမှာသူတို့နွားတွေပါတယ်လောက်တာရှိတော့ဒါတွေကရစ်လို့ခေါ်တာပေါ့ဘယ်လိုဟိန္ဒူတွေမှာလည်းရှိတယ်ပေါ့ပြက်တွေသွားတယ်အခုထိရှိသေးတယ်တိုးတွေတိတ်တယ်ညောင်မင်းတွေအောက်မှာရှိပြီးတော့လောက်ကြတယ်နော်အဲ့ဒါတွေဒီသူတို့ဘာအသက်နဲ့ရင်းပြီးတော့အဲ့လိုမျိုးတွေဖြစ်ကြအဲ့ဒီဟာကဝေဒခေတ္တရနေပြီးတော့ဒီနေ့ခေတ်နောက်ပိုင်းကျတော့ဟိန္ဒူတွေကပေါ့အရင်တော့အဲ့လိုလုပ်လို့ရှိတယ်ဒါပေမဲ့အဲ့ဒါဘယ်ခေတ်ကဆိုတော့ဟိုးချစ်တော်ကြတဲ့ခေတ်ပေါ့ဘုရားမပွင့်တဲ့ခေတ်ဒီမှာအဲ့ဒါတွေတရားတော်များတော့နောက်ပိုင်းကျတော့ဗုဒ္ဓဘာသာဘုရားဟောတဲ့သူတို့လည်းပဲဒီဝေဒပညာရှင်တွေဥပနိစ္စပညာရှင်တွေတို့ခေတ်တွေကဝေဒခေတ်အာရဏ్ยကခေတ်ဥပနိစ္စခေတ်ဘာခေတ်ညာခေတ်ဆိုပြီးသူတို့ခေတ်တွေရှိတယ်အဲ့ဒီခေတ်တွေမှာသူတို့ကနောက်ဆုံးကသရဝါတွေအကုန်လုံးလို့တောင်းငယ်ပေါ်တွေကိုကြည့်ပြီးတော့သိလားကောင်းငယ်ကျေရီတာရလက်ခတ်တွေဒါစိတ်တာရဗျိုင်းတာရကြက်တာရနွားတာရအဲ့လိုမျိုးကျေရီကိုသူတို့ပညာရှင်တွေကစိတ်ကူးနဲ့ပန်းပြီးတော့ကောင်းငယ်ပေါ်ကျေတာလက်ခတ်တွေကိုနွားတွေစိတ်တွေဖြစ်အဲ့ကောင်းငင်ပုံပေါ်ပို့လိုက်တယ်ဘုရားပူဇော်ခြင်းဖန်ဆင်းခြင်းကိုပူဇော်ခြင်းအဲ့မှာအောက်မြေပြင်မှာစိတ်တွေတိုးတွေနွားတွေပူဇော်မခံတော့ဘူးလေအထက်ပေါ်မှာဂျိုင်းတွေဒါအဲ့ဘုံလုံးတွေအဲ့ဒါအကုန်လုံးခဏန်းတွေအဲ့ဒါတွေဒီဉာဏ်ခတ်တရားပညာရှင်ကြီးတွေကလောကအောက်မြေပြင်မှာရှိတဲ့သရဝါတွေလူတွေစင်ချမ်းသာရအောင်ဖန်တီးပြီးတော့ကောင်းကင်မှာစိတ်ကူးနဲ့လုပ်ပြီးတော့ဘေးတွေနေပါလေတွက်ကြတယ်အဲ့လိုပဲဗုဒ္ဓမြတ်စွာတော့လက်တွေ့ကြဗုဒ္ဓမြတ်စွာရဲ့အယူလည်းပဲဟိန္ဒူမှာတက်ရောက်တော့ပဲနော်ဟိန္ဒူတွေကနောက်ဆုံးမတက်တော့တဲ့ဟာလောက်တယ်ဆိုနွားတွေကျွဲတွေပိုးွယ်တဲ့အဆုံးရောက်အဲ့လိုမတက်တော့ဒါဗုဒ္ဓဘာသာနေပြီးတော့အကျိုးတက်ရောက်တဲ့ဟိန္ဒူမှာအကျိုးကျေးဇူးပြုတဲ့ဟာနောက်တစ်ခုကနောက်တစ်ခုကဗန္ဒနာတော့ဣနာဂမနသမေနာတိညာပတိနတိညာကောသရိနာမဟာသနာကာယဘာနာပိတောဟောတိအပိကိစေရစ်ဒူဟိအပိကိစေအင်ဂျီအပိကိစေသတိကာဟိအရာဂောတမူလာဘေကု
ပုပ္ပန္နသမယနိဝတိတောပတ္တစီဝရမာရာယသာဝတိပိဏယပုတေတုသာဝတိယပိဏစေတောပစ္ဆပတ္တပိဏပါရပရိက္ခဏယေနဘဝတိလူပတ္တဥပဒကမေနဘဂဝနံဘိဝါတိတဝဧကမန္တနိတိတေဧကမန္တနိတိနာခောတေဘေကုဘောနယသောသောဣနပန္နေညပတိနိတိနာခောတေနာမာသနာကာယောဘာနာပိတောအဘိကိစေရစ္စုအဘိကိစေအိန္ဒိအဘိကိစေသင်္ဂိကာယီရဂဘဝဣဒမတံဝိရိဝတာဝိလံဣမံကာယောပါတိနာတန္တလံပရဏမဟုဓိရာယတယရာယတံဓာရုသံပပ္ပစေသသာရတရတမဏိကုံတလေသူပုဒ္ဒေသူဓာရိသစ္စာယအပိခာဣဒံတံလံပရဏမဟုဓိရာဩဟာရိနံတိထေနံဒုပ္ပမုဇံဣဒံပိစိတောနပရိပဇံနိနပိခိကာကာမတုကံပါယအဲ့လိုကောသလမင်းကလူတွေကိုရှင်းဆောင်ထားတယ်ပေါ့နော်ကျိုးတုပ်ထားတယ်လက်ထိတ်ခတ်ထားတယ်တန်ရှင်ချင်းတွေပွဲထားတယ်နေကင်းဆုံးကဝင်ပြီးတော့ဘုန်းကြီးတွေကဘာလုပ်လဲဆိုတော့သွားရှောက်တာနော်ဒီလိုလုပ်နေတယ်ပေါ့အဲ့လိုတရားကိုရှောက်ချလာတယ်တဲ့နော်ဒီဝဗုဒ္ဓကံရေကျုနာတာဘူးအဲ့လိုပေါ့နော်ဘာလို့လဲရှင်းအောင်ထားတယ်ပေါ့လေ၆တော့မြတ်စွာဘုရားအဲ့လို၆တဲ့ဆိုတော့မြတ်စွာဘုရားဒီကရာရွတ်တယ်တန်နေတစ်သားတွေရိုးရိုးချော်တွေခိုင်ကောင်းနှောင်ပွဲတော့နှောင်ပွဲလို့ပညာရှိလို့ကြောက်မြေရနာနှောင်းနဲ့လည်းတာန်သမီးတို့နဲ့ကမရလို့အလွန်တက်မဲ့ခြင်းတန်နေကုန်ပြီးအကျင့်ငဲ့ကွင်ရှိကိုအပေတို့ဆောင်တော့လျော်သောအဖြစ်ကဲသောထုံငဲ့ကိုရဲ့အနောက်ဘက်ကိုသာမြဲသောအနောက်ဘက်ရှိ၍ပညာရှိလို့ဆောင်ကုန်၏ထိုနောက်ဘက်ကိုဖြတ်၍ကာမဂုဏ်ချမ်းသာကိုပယ်လျက်ငဲ့ကွက်ခြင်းမရှိလို့တွဲမြောက်ကုန်၏အစွဲလမ်းပါနော်တကယ်တမ်းမြင်ရတဲ့ကျိုးတွေတစ်သားတွေတန်နေတဲ့ဆောင်ပွဲကတကယ်ဖာပွဲမှမသိဘူးကိုယ့်ရဲ့ဓာတ်တွေသမီးတွေဇနီးတွေပေါ်မှာအစွဲလမ်းတက်မဲ့တဲ့ငဲ့ကွက်မှုများပြားခြင်းရတယ်လေအစွဲလမ်းကြီးပြီးတော့ဆွဲလန်းနေမလို့ပဲနဲ့နေရဲကိုဆွဲချက်တတ်တယ်ဒါမျိုးတွေဆက်ဆက်ပြမိန်တော့အဲ့တော့ဒါကတော့ဒီနေ့အချိန်လေးဒီလောက်ပါပဲဒီပထမပါလေဒီ online မှာဆွေးနွေးပွဲလေးတစ်ခုရှိတယ်ဒီနေ့တော့ဒီ10သုံးလောက်တော့တော်ပြီနော်နောက်တစ်ပတ်မှတွေ့ကြတာဒီဗမာစုဆွေးနွေးပွဲလေးရှိတယ်အားလုံးကိုစိတ်နဲ့ကြားမှချမ်းသာပါဟုတ်ပါဗျာအာဒီရာရှင်မြတ်ဗျာငန်းစာပြည့်စုံမည်ဖြစ်ပါ၍ဗုဒ္ဓသာသနာစိတာတိတ္တတုသုံးညင်ရွတ်ဆို၍သင်္နာအားရုပ်သိမ်းပေတော်မူကြပါယံလေးမြတ်ရိုသေစွာဖြင့်လျှောက်ထားတင်ပြအပ်ပါသည်ဗျာဗုဒ္ဓသာသနာစိတ္တတုဗုဒ္ဓသာသနာစိတ္တတုဗုဒ္ဓသာသနာစိတ္တတုသာဓုသာဓုသာဓုမသာဝနာကုသိုလ်မသာဝနာကုသိုလ်မြတ်မြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်မြတ်မြတ်ကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်သူတော်မူကြပါကုန်သောသာဓုသာဓုသာဓု
ဒါကြီးမှတ်ထားအောင်နော်ကောသလတန်ရုပ် မှတ်ထားပါလေဗျာ ပဲရှိသေးတယ် Recording stopped. ဗန္ဒနာတော့မဆုံးသွားဘူး ဒုတိယဘွဲ့စပါ နဲ့